အားလုံးပဲမင်္ဂလာပါခုဆိုရင်ရန်လေးတွေလည်းတအားကြာနေပါတော့SVN ဆိုရင်တော့မှ26ဝန်းကျင်ပဲရှိတော့တယ်တအားကိုကြာနေပြီပေါ့နော်ဒီရန်လေးတွေဘာလို့ကြာနေလဲပေါ့နော်ခုရပိုင်းဒီမှာတအားကိုကြာနေပါကြောင်းလဲပေါ့နော်အဓိကကတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာခုပေါ့နော်နိုင်ငံရေးအပြောင်းလဲတွေဖြစ်နေတယ်ဒီနိုင်ငံရေးအပြောင်းလဲနောက်ပြီးတော့ဝန်ကြီးချုပ်ဒီအပြောင်းလဲတွေစဖြစ်တဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့ရန်စီးရန်တန်မွေးတဲ့တောက်ချောက်ကိုမှပဲဂျပန်နိုင်ငံမှာရန်တန်မွေးတောက်ချောက်ပြန်ပြီးတော့ကြာဆင်းသွားတယ်ပေါ့နော်ဒီဝန်ကြီးချုပ်ကျွန်တော်တို့မဖြစ်ခင်ရက်အရင်မှာဆိုရင်ကျွန်တော်တို့ဂျပန်နိုင်ငံမှာ$ကို149ယန်ဝန်းကျင်ပဲရှိတယ်ပေါ့နော်149ယန်ဝန်းကျင်ကနေအခုဝန်ကြီးချုပ်အသက်တက်လာပြီးသူတေချာသွားပြီဆိုတော့အချင်းကနေစပြီးတော့ဒီရန်တန်မှုတွေကတအားကိုကျဆင်းသွားတယ်ပေါ့နော်ဘယ်လောက်ထိတောင်ကျသွားလဲဆိုရင်အခုဆိုရင်မနေ့ကဆိုရင်153.5ဝန်းကျင်လောက်ထိကိုမှပဲတအားကိုကျသွားတယ်ပေါ့နော်အဲ့ဟာလည်းကျွန်တော်တို့ပြီးခဲ့တဲ့6လတစ်နှစ်အတွင်းမှာအနိုင်ဆုံးဈေးပေါ့နော်အနိုင်ဆုံးဈေးအထိကိုမှပဲကျသွားခဲ့တဲ့တန်မိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ရဲ့အရင်နှစ်တွေကတော့ကျွန်တော်တို့အများဆုံးဘယ်လောက်ထိကျခဲ့လဲဆိုရင်$ကို161ဝန်းကျင်ထိတော့ကျခဲ့ဘူးတာရှိတယ်ဒါပေမဲ့အခုအဲ့နောက်ပိုင်းမှာပြန်ပြီးတော့မာလာတယ်ပေါ့နော်ရန်တန်မိုးတွေပြန်မာလာပြီးတော့အခုပြန်ကျတာပေါ့နော်အခုနိုင်ငံရေးပြောင်းလဲတွေကြောင့်ပြန်ကျတယ်အခုဆိုရင်ဒီနိုင်ငံရေးပြောင်းလဲတယ်အခုချိန်မှာဆိုရင်ပိုဆိုးလာတယ်ပေါ့နော်ဝန်ကြီးချုပ်ဖြစ်ဖို့ဆိုတာမသိကြသေးဘူးသူတို့ပါတီအတွင်းမှာကမှအကွဲအပြဲတွေဖြစ်နေတယ်သူတို့ညှို့မောင်းဆိုးရတဲ့အနေပြီးတော့နောက်ထပ်ပါတီတစ်ခုဖြစ်တဲ့ဒီကွန်မက်တိုပါတီဆိုတဲ့အဲ့ဒီပါတီကလည်းနှုတ်ထွက်မယ်ဆိုပြီးတော့သူတို့သတင်းတွေမှာတက်လာတယ်ပေါ့နော်နှုတ်ထွက်ရတဲ့အကြောင်းရင်းတွေကတော့ဒီခုတက်လာတဲ့ဝန်ကြီးချုပ်အသစ်ကနိုင်ငံခြားရေးမူဝါဒဒီကျွန်တော်တို့ပေါ့နော်နိုင်ငံခြားသားတွေနဲ့အတူရှင်တွဲနေထိုင်ရေးဒါမျိုးကိစ္စတွေမှာပေါ့နော်ဒီနိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအားပြော့တယ်ဆိုတော့ကိစ္စတွေနောက်ပြီးတော့ဒီ LTP ပါတီပေါ့နော်အဲ့ဒီပါတီတွင်းမှာပဲဒီငွေကြေးချုပ်တော်ပုံတွေရှိတယ်ဆိုပြီးတော့သူကနှုတ်ထွက်မယ်ဆိုပြီးတော့ကြေညာထားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနိုင်ငံရေးကလည်းဘာမှမသိကြဘူးပေါ့နော်အားကြောင့်လို့ဒီဂျပန်သတင်းတွေမှာဆိုရင်သူတို့ဘယ်လောက်ထိတောင်မှပဲရန်တန်မိုးတွေကျသွားနိုင်လဲဆိုရင်$ကို155ဝန်းကျင်ထိတောင်မှပဲကျသွားနိုင်တယ်ဆိုပြီးတော့ခံမှန်းထားတာတွေလည်းတွေ့ရတယ်တကယ်လို့မှ155ဝန်းကျင်အဲ့ဒီ155လောက်ထိကျသွားမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံငွေလွှဲမဲ့စီနှုန်းတွေလည်းတအားကိုမှပဲကျသွားမှာပေါ့နော်ကျွန်တော်တို့တရန်ကို25ကနေ26ဝန်းကျင်လောက်ထိကျသွားနိုင်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့တခုဒီနေရာမှာတခုနည်းနည်းလေးကန်ကောင်းတာကဒီမြန်မာဘက်ကဒေါ်လာဈေးပေါ့နော်ဒေါ်လာဈေးကနည်းနည်းလေးပြန်တက်လာတယ်ပြန်ပြီးတော့ကျွန်တော်တို့ဟိုအရင်တစ်ပတ်ကဆိုရင်ကျွန်တော်တို့3900ဝန်းကျင်ထိကို$3900ဝန်းကျင်ထိကိုကျသွားခဲ့ပြီမဲ့အခုဆိုရင်$ကို4000နဲ့မှ80ကျပ်ဝန်းကျင်4100ဝန်းကျင်လောက်ထိကိုပြန်ပြီးတော့ပြန်တက်လာတယ်ပေါ့နော်အဲ့ဒါဆိုတာနည်းနည်းလေးမြန်မာဘက်ကဒေါ်လာဈေးလေးနည်းနည်းလေးပြန်ပြီးတော့ကောင်းလာတဲ့အတွက်နည်းနည်းလေးမစိုးစလောက်ခံစားသေးရလို့ပြောရပြီမယ်ပေါ့နော်ဒါပေမဲ့155ဝန်းကျင်လောက်ထိကျသွားမယ်ဆိုရင်တော့တော်တော်ကိုမှပဲခြေနေဆိုးမယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံငွေလွှဲတဲ့အချိန်မှာ25-26ဝန်းကျင်လောက်ပဲရနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဂျပန်မှာဆိုရင်လေအရင်ကဟိုးအရင်ကဆိုရင်ဒီသူတို့တွေ$ကို1ယန်းလောက်ကွာသွားရင်တောင်မှပဲဒီရရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတအားကိုမှပဲအော်ကြတယ်ဆိုပြီးတော့အဲ့လိုမျိုးကြားဘူးတယ်ပေါ့နော်ပုံစံပြောရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကဖို့တောက်ကြလို့ပုံစံမျိုးပေါ့နော်$ဘယ်လောက်ဖြစ်သွားပြီဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့အခုဆိုရင်တော့ဂျပန်မှာဆိုရင်ဒီတစ်ပတ်အတွင်းမှာမှပဲ4ယန်5ယန်ဝန်းကျင်လောက်ထိကိုမှပဲကျဆင်းသွားတယ်ပေါ့နော်ဂျပန်နေလည်းအရေးထူနေလားတော့မသိဘူးပေါ့နော်တောက်ချောက်ကိုမှပဲဂျပန်စီးပွားရေးရတယ်တောက်ချောက်ပြန်ကျနေတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ပေါ့နော်ဒီရန်သေးတွေကတော့ကျွန်တော်တို့သူတို့ဒီအားလုံးခံမှန်းကြတာဒီနှစ်ကုန်ပိုင်းလောက်ထိတော့ဒီတိုင်းသွားအောင်မယ်လို့လည်းအားလုံးကတော့ခံမှန်းကြတယ်ပေါ့နော်အားကြောင့်တကယ်လို့မှကိုလွှဲတာရှိတယ်မြန်မာစစ်သားလွှဲတာရှိတယ်ဆိုရင်စောင့်နိုင်လဲစောင့်ကြပါပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်